မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဆိုတာဘယ်ချိန်ကစပြီးရှိလာတာလဲပကံကြီးကစခဲ့တာလားတကယ်တော့ဒီဇလန်ကထင်တယ်လည်းဘိုးရှိတယ်အစပြောရရင်ဘယ်အစလဲဆိုလို့ရှိရင်အိန္ဒိယနိုင်ငံကနေစပြောရမယ် BC 900စုလောက်မှာဂေါရမဗုဒ္ဓတရားကိုပထမဆုံးသင်ကြားပေးခဲ့တာအဲ့ဒီချိန်တုန်းကတော့ဒီဘက်မြန်မာဒေသမှာဗုဒ္ဓဘာသာမရောက်သေးဘူးနောက်ပိုင်း BC 300စုလောက်မှာအာဇောကမင်းကြီးကဗုဒ္ဓဘာသာကိုနိုင်ငံနဲ့ပြန့်နှံ့အောင်လုပ်ခဲ့တာဟိုအရှိတော်အာရှအိန္ဒိချင်းနိုင်ငံတွေအနှံ့ပေါ့နော်အဲ့ဒီနားလေးသာသနာပြုတွေစီလုပ်ခဲ့တာဒီသာသနာပြုတွေအဲ့လိုမျိုးပဲနေရာနှံ့အောင်ပို့လိုက်တယ်အဲ့ဒီထဲမှာတူဝနာဘူမိဆိုတဲ့နေရာလည်းပါတယ်ဒါပေမဲ့တူဝနာဘူမိဆိုတာဘယ်နေရာလဲဆိုတာတော့ဒီနေ့ထိမသိကြသေးဘူးတချို့ကသရုံဘက်လို့တော့ယူဆကြတယ်တချို့ကတော့မတူဘူးလို့ပြောကြတယ်ဒီလိုနဲ့ပဲဗုဒ္ဓဘာသာဒီဒေသကိုတစ်ခါတည်းနဲ့ရောက်တယ်လို့တော့လည်းမထင်နဲ့ရာစုနှစ်တွေကြာတဲ့ဒီကုံတွေလမ်းကြောင်းတွေလူတွေရည်ရင်မှုတွေကြားရနေပြီးတော့ဖြည်းဖြည်းချင်းစိတ်ဝင်လာပြူမျိုးပြယဉ်ကျေးမှုဥပမာသိခစ်တရားပေါ့ဒီနေရာတွေမှာဗုဒ္ဓဘာသာရှိနေပြီးသားဆိုတဲ့အသက်တွေရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်ကထေရဝါဒတမျိုးလည်းမဟုတ်ဘူးနော်မဟာယာနလည်းရှိတယ်နတ်ကိုးကွယ်မှုလည်းရှိတယ်မန္တန်ယုံကြည်မှုတွေရောနေတာဆိုလိုတာကဗုဒ္ဓဘာသာကရောက်လာခဲ့ပြီးသားဒါပေမဲ့မတည်ငြိမ်သေးတယ်တောင်ဘက်ဒေသတွေမှာလည်းထေရဝါဒပို့ခိုင်မာလာတယ်လို့သမိုင်းစာတချို့မှာဖော်ပြထားတာတွေ့တယ်အဓိကတထုံဘက်မှာလို့ပြောချင်တာဒါပေမဲ့သမိုင်းဆိုတာအလုံး 100% မှန်တယ်လို့မပြောနိုင်ဘူးတချို့ဟာတွေကနောက်ပိုင်းမှာရေးသားထားတာလည်းဖြစ်နိုင်တယ်ဒီလိုနဲ့တပြေးပြေးနဲ့ကြာလာပြီးတော့ပကံခေတ်ရောက်လာတာAD 17ရာစုလောက်မှာပေါ့အဲ့ဒီထိရောက်လာအဲ့ဒီအချိန်မှာပဲအဲ့ဒီပကံမှာမင်းတစ်ပါးပေါ်လာတယ်အဲ့ဒါအနော်ရခမင်းဆိုတော့အဲ့ဒီချိန်မှာပကံမှာကဘာသာရေးရှင်းလင်းမရှိဘူးရှုပ်ထွေးနေပြောချင်တာနတ်ကိုးကွယ်ယုံကြည်မှုတွေအရေးကြီးကိုးကွယ်ယုံကြည်မှုမန္တန်ယုံကြည်မှုတွေရောနေအဲ့ဒီအချိန်မှာပဲအရှင်အာထံကရောက်လာတယ်သူကထေရဝါဒတရားကိုပကံမှာအနော်ရမင်းကြီးကိုသင်ပေးတယ်နော်ရမင်းကလည်းအဲ့ဒီနောက်မှာတော်တော်လေးပြောင်းလဲသွားတယ်ထေရဝါဒတရားနဲ့ထိတွေ့ပြီးတော့အေးချမ်းမှုတစ်ခုခံစားလိုက်ရတယ်နဲ့တူတယ်ပြဿနာတစ်ခုတော့ရှိတယ်အဲ့ဒီခေတ်တုန်းကစာပေကမလုံလောက်သေးဘူးစာပေမထွန်းကားသေးဘူးတန်ခါပညာတွေမခိုင်မာသေးဘူးပကံမှာပေါ့နော်မခိုင်မာသေးဘူးအားကြောင့်ပဲတထုံစစ်တိုက်တယ်လို့သမိုင်းတချို့မှာပြောကြတယ်စာပေပညာရှင်တွေလိုချင်လို့စစ်သွားတိုက်တဲ့သဘောမျိုးပေါ့တချို့သမိုင်းစာအုပ်တွေမှာရေးထားတာလည်းတွေ့တယ်ဘာသာရေးအတွက်ဆိုရင်တော့မှစစ်တိုက်တာမှန်လားဒီနေ့ဒီဘေးဖြစ်နေတော့မှာအဆုံးမှာဖြစ်သွားတာကတော့ဗုဒ္ဓဘာသာပကံမှာစနစ်တကျဖြစ်သွားတယ်နိုင်ငံတစ်ခုလုံးပေါင်းစည်းနိုင်တဲ့အရာတစ်ခုဖြစ်သွားတယ်ဗုဒ္ဓဘာသာကိုနိုင်ငံအုပ်ချုပ်ရေးထဲမှာပေါင်းပြီးတော့ထည့်လိုက်တဲ့သဘောမျိုးနဲ့တုံးလိုက်တာအဲ့ဒီအတွက်ကြောင့်နိုင်ငံစည်းလုံးမှုတစ်ခုရသွားတယ်လူရထင်းချုပ်ဖို့အတွက်အရာတစ်ခုရရှိလာတယ်ပေါ့ဘုရားရှိခိုးလည်းတစ်ချောင်းလုံးပေါ်လာတယ်ပကံပြည်မှာထေရဝါဒဗုဒ္ဓသာသနာတစ်ခုတော့ထွန်းကားခဲ့တယ်နတ်ကိုးကွယ်မှုကိုဘယ်လိုလုပ်ခဲ့လဲဆိုတော့နော်ရမင်းကြီးကနတ်ကိုးကွယ်ယုံကြည်မှုကိုပြတ်မဲ့တာသူကဘယ်လိုလုပ်လဲဆိုတော့ဗုဒ္ဓဘာသာအောက်မှာထည့်လိုက်တယ်38millionပေါင်ပြီးစနစ်တကျစုစည်းပြီးတော့မှဗုဒ္ဓဘာသာကိုထိုးထည့်ခဲ့တယ်နော်ရမင်းသိတာကလူတွေယုံကြည်နေတဲ့အရာကိုအပြတ်ဖြတ်လိုက်ရင်ပြန်ပုံကဏ္ဍတွေဖြစ်မယ်တိုင်းပြည်မညီမသက်ဖြစ်မယ်ဆိုတဲ့ဟာကိုသူသိတယ်အဲအကြောင်းမလို့နတ်ကိုးကွယ်ယုံကြည်မှုကိုဖြတ်မဲ့အစားဗုဒ္ဓဘာသာရဲ့အော်တွေကိုထိုးထည့်ပြီးတော့နှစ်ခုပေါင်းပြီးတော့သာသနာတစ်ခုကိုတည်ဆောင်ပေးလိုက်တာဒီလိုနဲ့ပကံမှာဗုဒ္ဓဘာသာထွန်းကားလာမိတ်ဆွေရောအခုလက်ရှိဗုဒ္ဓဘာသာဒါမှမဟုတ်ရင်ပကံခေတ်ကဗုဒ္ဓဘာသာအိန္ဒိယမှာထွန်းကားခဲ့တဲ့ဗုဒ္ဓခေတ်ကဗုဒ္ဓဘာသာဘာတွေကွဲပြားမှုရှိနိုင်လဲဗုဒ္ဓဘာသာတွေဘယ်လိုမျိုးပြောင်းလဲထွန်းကားလာတယ်ဆိုတဲ့ဟာမျိုးတွေသိတယ်ဆိုရင်ကောင်းမှတစ်ချက်လာပြီးဆွေးနွေးပြပါကျေးဇူးတင်ပါတယ်